အားလုံးပဲမင်္ဂလာပါများကျွန်တော် channel လေးကပြန်လည်ပြောကြိုဆိုလိုက်ပါကျွန်တော်တို့တနင်္အင်္ဂါနေ့ညရဲ့ဒီချန်ပီယံလိပွဲစဉ်၄ပွဲကိုပွဲကြိုသုံးသပ်ချက်လုပ်ပေးသွားခြင်းပါတယ်တော့အရင်ဆုံးကြီး80နဲ့ Grab Root တို့ရဲ့ဒီမြန်မာစံတော်ချိန်ည7:15မိနစ်မှာရှင်ပြိုင်မဲ့ချန်ပီယံလိဒုတိယကြော့ပွဲစဉ်ပေါ့လေဒါစသည်ကြီးမှာ80ကနေပြီးတော့1နှုတ်60နဲ့ကိုပေါင်းကြီး3လုံးအနှုတ်60ဆိုပြီးတော့ဖွင့်ပေးထားပါတယ်ဒီနေ့ပွဲဒီနေ့ညရဲ့ဒီနောက်ဆုံးဒုတိယကြော့ချန်ပီယံလိပွဲစဉ်ဒီမှာတော့ကျွန်တော်တို့ဒီကိုပေါင်းကြီးတွေဘောလီကြီးတွေတော်တော်လေးပြင်းတော့တွေ့ရတဲ့အတွက်တတိထားပြီးတော့ကစားသိချင်ပါတယ်အဲ့တော့လက်ရှိဒီနေ့သင်းရဆိုလို့ရှိရင်ပထမကြော့ Grab Root ရဲ့ဒါဘယ်ဂျီယန်အိမ်ခွင်းမှာတော့ကစားတော့ဆိုလို့ရှိရင်အဲ့တော့80ကတတိနဲ့ကျွန်တော်တို့တည်ကစားရတာကိုလည်းတွေ့ရပါတယ်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဂိုးတွေကိုဒါပထမပိုင်းမှာ80ကနှစ်ဂိုးပြတ်နဲ့ဥဆောင်နေပြီးတော့မှဒုတိယပိုင်းမှာကျွန်တော် Grab Root ကလိုက်သွင်းပြီးတော့ဒါ2-2တည်ဖြစ်ပြီးတော့ကျွန်တော်နောက်ပြီးတော့ဒါ89နဲ့89မိနစ်မှာတယောက်တစ်ဂိုးထပ်သွင်းတည်ဆိုတော့တည်ကြခဲ့တာလည်းတွေ့ရပါတယ်အဲ့တော့ Grab Root ကိုကြည့်မယ်ဆိုလို့အဲ့ဒီပွဲစဉ်တော့ဆိုကျွန်တော်ကိုယ်တိုင်ဒါဒီပွဲကိုကြည့်ခဲ့တာပေါ့လေတော်တော်လေးကိုကောင်းတော့ကျွန်တော်တွေ့ရ Grab Root အနေနဲ့ဂိုးသွင်းအားလည်းရှိတယ်လို့အသင်းလိုက်စူးစီးမှုမှလည်းတော်တော်လေးကိုအဆင်ပြေတာကိုကျွန်တော်တွေ့ရတယ်ပေါ့လေအဲ့တော့80ကိုမက်ထရစ်ကတော့ဒီကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့အိမ်ခွင်းအားသာချက်ရှိတယ်နောက်ပြီးတော့ဒီနှစ်သင်းရဲ့ကျွန်တော်တို့2022တုန်းကရှင်ပြိုင်ခဲ့တုန်းကဆိုလို့ရှိရင်လည်း Grab Root ကဆိုလို့ရှိရင်သူ့ရဲ့အိမ်ခွင်းမှာ2-0နဲ့နိုင်ပြီးတော့ကျွန်တော်တို့ဒါ80ကိုရဲ့အိမ်ခွင်းမှာ0-0ကစားခဲ့ပြီးတော့အဲတုန်းကဆိုလို့ရှိရင် Grab Root ကကျွန်တော်တို့ဒါနောက်တစ်ဆင့်တက်ရောက်သွားတဲ့အခြေအနေတွေလည်းကျွန်တော်ရှိတယ်ပေါ့လေအဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်လည်း Grab Root အနေနဲ့ကျွန်တော်တို့ဒါ80ကိုတော့လိုနီးနဲ့ဖြစ်လွယ်ကူတော့တက်ခွင့်ပြုမှာမဟုတ်ရတဲ့နီးနဲ့ကျွန်တော်ဒုက္ခပေးမှာပဲအဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်ဘောလီမရွေးချယ်ခြင်းပေါ့လေကျွန်တော်နှစ်ဖက်သွင်းကိုရှိရဲ့ထင်းတဲ့အတွက်ဒါဂိုးပေါင်းအပေါ်ကျွန်တော်ကြိုက်ပါတယ်ပထမပွဲစဉ်မှာတော့80ကိုအနေနဲ့ဒါအပေါ်ကြီးပေးပြီးတော့ကျသွားတယ်ပေါ့လေဒီနေ့ပွဲမှာတော့80ကိုအနေနဲ့ဒါဂိုးဘောလီကြီးရောဂိုးပေါင်းကြီးရောခက်ပြင်းပြင်းဖောက်လာတာကိုကျွန်တော်ကြည့်ချင်းအားဖြင့်80ကိုလည်းဂိုးရနိုင်လို့နောက်ပြီးတော့ဂိုးပေါင်းကြီးကကွာဟာမှုရှိတဲ့အတွက် Grab Root ကလည်းဂိုးပြန်ရနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ပွဲမှာဆိုဂိုးပေါင်းအပေါ်တစ်မျိုးတည်းကျွန်တော်ကြိုက်ပါတယ်နောက်ထပ်တစ်ပွဲရတော့ကျွန်တော်တို့ဒါလီဗာပူးဆင်နဲ့အိုလံပီယာကော့တို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်စတီချင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အေရှီယန်လီဗာပူးဆင်က1.80ဆိုပြီးတော့ဖွင့်ပေးတယ်ကိုပေါင်းကြီး3လုံးပေါင်း40ဆိုပြီးဖွင့်ပေးတာတွေ့ရပါတယ်ကျွန်တော်တို့ဒီနှစ်သင်းပထမကြော့တော့အိုလံပီယာကော့ကသူ့ရဲ့အိမ်ကွင်းမှာကျွန်တော်တို့ဒါဒီ level အနှုတ်30လောက်ဖွင့်ပေးခဲ့တာတွေ့ရတယ်ဗောလေအဲ့တော့ဒါလီဗာပူးဆင်ကပဲနိုင်သွားတာကိုကျွန်တော်တို့တွေ့ရလီဗာပူးဆင်အနေနဲ့ဒီနေ့ပွဲမှာဆိုတည်ကစားနိုင်ရင်တော့မှသူ့အနေနဲ့နောက်တစ်ဆင့်တက်သွားပြီဖြစ်တဲ့ဆိုတာကိုကျွန်တော်တို့သိထားမှလည်းဖြစ်ပါတယ်ဒါအိမ်ဝင်းဆိုပေမဲ့လည်းဗောလေသူ့အနေနဲ့တီးကြရင်တော့မှနောက်တစ်ဆင့်တက်သွား1-0နဲ့ရှုံးရင်လည်းနောက်တစ်ဆင့်တက်သွားအဲ့တော့ဒီနှစ်သင်းရဆိုလို့ရှိရင်ကျွန်တော်တို့ပထမကြော့ကန်တော့ဒါအရုံးကဆိုလို့ရှိရင်လည်းအိုလံပီယာကောကသူ့ရဲ့အိမ်ဝင်းအားသာချက်ရှိတယ်ဆိုပေမဲ့လီဗာပူးဆင်ကိုမရှင်နိုင်ခဲ့ဘူးဒီနေ့မှဆိုလို့ရှိရင်လည်းဒါလီဗာပူးဆင်ရဲ့အိမ်ကွင်းလည်းဖြစ်တဲ့အတွက်လီဗာပူးဆင်နေနဲ့ဘလို့ကစားကျွန်တော်တို့ဒါနောက်ဆင့်ကတက်ဖို့တေချာသလောက်ဖြစ်နေဒါကြောင့်မလို့ဒါ1.80ဖွင့်လာတဲ့ကြေးမှာတော့ကျွန်တော်ဒီနေ့ပွဲစဉ်ကိုကျွန်တော်အများဆုံးတည်ရလို့ပဲတတ်မှတ်ထားတဲ့အတွက်ကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်အများ1-1သို့မဟုတ်တသင်းတရားနိုင်1-2 2-0တက်မပို့လို့ကျွန်တော်ထင်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲတော့ကျွန်တော်အင်တာမီလန်နဲ့ဘိုဒိုဂလင်းတို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်စတီကြီးမှာတော့ကျွန်တော်ဒီပွဲမှာဆိုလို့ရှိရင်တော်တော်လေးကိုဒါဘော်ကြီးပြင်းတယ်လို့ပြောလို့ရတယ်အင်တာမီလန်ကျွန်တော်တို့ပထမအကြော့ဘိုဒိုဂလင်းရဲ့ကွင်းမှာတွက်ကစားတော့1ပေါင်းဖွင့်ခဲ့ပြီးတော့အခုသူ့ရဲ့အိမ်ကွင်းမှာပြန်ပြီးတော့ရောက်တဲ့အခါမှာ2ပေါင်းဆိုတဲ့ပုံစံမျိုးနဲ့2ပေါင်း30ကိုပေါင်းကြီး4လုံးပေါင်း80ဆိုဖွင့်လာပြီးတာလေးတွေ့ရပါတယ်အဲ့တော့ဘိုဒိုဂလင်းကတော့ကျွန်တော်တို့ပထမကြော့မှာအင်တာမီလန်လို့အသင်းကို130ဆိုပြီးတော့တီးထုတ်ပေးလိုက်တာကျွန်တော်တွေ့ရတယ်ဗောလေအဲ့တော့ဒီဘိုဒိုဂလင်းရဆိုလို့ရှိရင်ဒီအနေထားကိုရောက်လာတာအသင်းကြီးတွေကိုကြော်ဖြတ်ပြီးရောက်လာသူဒီကျွန်တော်တို့ဒီပြိုင်ပွဲလိုမျိုးအမှတ်ပေးပြိုင်ပွဲတုန်းကလည်းကျွန်တော်တို့ဒါမန်စီးတီးတို့80ကိုတို့နိုင်ပြီးတော့ဒီအဆင့်ကိုရောက်လာတာပေါ့ဖြစ်တယ်ဗောလေဒီ play off အဆင့်ရောက်လာဖြစ်တယ်အခုလည်းကျွန်တော်တို့သူ့ရဲ့အိမ်ခွင်းမှာအင်တာမီလန်ကိုကျွန်တော်တို့ဒါ130ဆိုတဲ့ရလက်ကြီးနဲ့တီးထုတ်ပလိုက်တာအဲ့ဒီတုန်းကဆိုလို့ကျွန်တော်ကိုယ်တိုင်လည်းဒါဘိုဒိုဂလင်းဘော်လီနဲ့ကိုပေါင်းအပေါ်ကျော်ရွေးချယ်ပေးခဲ့တာဖြစ်တယ်ဗောလေအဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်အင်တာမီလန်သူ့ရဲ့အိမ်ခွင်းမှာသူ့အနေနဲ့အိမ်ခွင်းအားသာချက်နဲ့ဘလိုပဲဖြစ်သူပြန်တော့လာမှာပဲတကယ်လို့သူဒါ2-0သို့မဟုတ်31ဆိုတဲ့ရလက်မျိုးနဲ့နိုင်ခဲ့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒါကျွန်တော်အချိန်ပိုပဲဆက်သွားမှာဖြစ်တယ်အဲ့တော့သူဂိုးပြက်
နိုင်ပါမလားဆိုတာတန်တရားရှိတယ်ပေါ့လေဘိုရိုကလင်းကသူ့အနေနဲ့ဒါဖင်ပိတ်ဆော့ပလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အင်တာမီလန်သွားပြီပေါ့လေအဲ့တော့ဘိုရိုကလင်းအနေနဲ့1စီးတို့မဟုတ်ပေါ့လေဒါ2စီးလောက်ထိရှုံးနေ2စီးဆိုရင်တော့မှသူ့အနေနဲ့ဒါကျွန်တော်တို့အချိန်ပိုကစားမှဖြစ်တယ်တော့ပြီးတော့ဘိုရိုကလင်းကလည်းကျွန်တော်တို့နောက်ပိုင်းပွဲတွေမှာတော်တော်လေးကိုခြေစွာနေကြကျွန်တော်တွေ့ရအခုဒါသူ့ရဲ့ပြည်တွင်းလိမှာဆိုလို့ရှိရင်လည်းပွဲတွေရက်ထားဖြစ်တဲ့အတွက်ပွဲပန်းနိုင်ပါလေကျွန်တော်တို့မရှိဘူးပေါ့လေအဲ့တော့အင်တာမီလန်တော့ဂျားရက်ထဲမှာသူ့အနေနဲ့ဝီကွန်းနေတော့ဒါလက်ချီနဲ့စီးတီးရဲ့ပွဲရှင်ပြိုင်ထားတာဖြစ်တဲ့အတွက်နင်းငယ်တော့သူ့အနေနဲ့ဒါပွဲပန်းကောင်းပန်းနေနိုင်တယ်ဘိုရိုကလင်းကတော့အင်တာမီလန်နဲ့ပထမကြော့ကစားပြီးတဲ့အခုချိန်ဒီဆိုလို့ရှိရင်ကျွန်တော်တို့ဒါနားရထားတာလည်းဖြစ်တယ်ပေါ့လေအဲ့တော့ကစားသမားပွဲပန်းမှုအနေထားလည်းကွာခြားမှုရှိအဲ့တော့ဖွင့်ပေးထားတယ်ကျွန်တော်တို့ဒါနှလုံးအပေါင်း30မှာကျွန်တော်အောက်ကြီးပေါက်နေတဲ့ဘိုတိုကလင်းကိုကြိုက်ပါတယ်ဘိုတိုကလင်းကလည်းအစိတ်ရှိတယ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့လေဒါအေတီကိုတို့မန်စီးတီတို့ကိုကြော်ဖြတ်ပြီးတော့ဒီစင် play off ကိုရောက်လာဖြစ်တဲ့အတွက်ဘိုတိုကလင်းကိုကျွန်တော် short တွက်လို့မရအားကြောင့်မို့ဘိုတိုကလင်း body ကိုကျွန်တော်ကြိုက်ပါတယ်အင်တာမီလန်နေနဲ့နိုင်မယ်ဆိုတော့ဂိုးမပြတ်လောက်ဘူးလို့ကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုလည်းထပ်ပြီးတော့ကြိုက်တယ်ပထမပွဲတုန်းကလို့ဂိုးမပေါ်နိုင်လို့ကျွန်တော်ထင်တယ်ဒါဘိုတိုကလင်းအနေနဲ့ထင်းထင်းသိမ်းကစားသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့လေအဲ့တော့ဘိုတိုကလင်းကတော့ကျွန်တော်တို့ဒါဒီ no block တွေဘာတွေနဲ့ဆော့ပြီးတော့တံပြန်ကောင်းတာဒီလိုပုံစံမျိုးနဲ့ပဲအင်တာမီလန်ကိုရှင်မြန်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ဘိုတိုကလင်းဘော်နဲ့ကိုပေါင်းအောက်ကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကနယူကာဆယ်နဲ့အော်ဘတ်တို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်အဲ့တော့စတီဂျီမှာဆိုလို့အေရှင်နယူကာဆယ်နှလုံးအနှုတ်80ကိုပေါင်းကြီး၄လုံးပေါင်း40ဆိုပြီးတော့ဖွင့်ပေးတာဘူကီကတော့တစ်ဖက်သက်ကြီးဖွင့်ပေးတာဖြစ်တယ်ကျွန်တော်တို့ဒါနယူကာဆယ်ပထမကြော့ကွာတာဘတ်ရဲ့ကွင်းမှာတက္ကသိုလ်တော့1နှုတ်60ဆိုပြီးတော့ဖွင့်ပေးတယ်အဲ့တော့ကိုပေါင်းကြီးက3လုံးအနှုတ်50လားမသိအဲ့လိုပုံစံမျိုးဖွင့်ပေးလိုက်တော့ဒါစစ်1ဆိုတော့နယူကာဆယ်ဒီပွဲမှာဒီနေ့မှဆိုလို့သူတက်သွားပြီတော့ပြောလို့ရနောက်တစ်ဆင့်ဘလိုကန်ကန်သူ့အနေနဲ့ဒါရောက်သွားပြီဒါကြောင့်မလို့ဒီနေ့ပွဲကိုသူအာယုံစိုက်ပါမလားပြီးတော့နယူကာဆယ်ဆိုလို့ပရီးမီးယားလိမှာဆိုလို့ရှိရင်သူအမှတ်တွေအရန်လို့နေတာဖြစ်တယ်လို့နောက်ပွဲမှာဆိုလို့ရှိရင်လည်းဒီပွဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ဖေဖော်ဝါရီလ28ရက်နေ့စနေနေ့မှာဆိုလို့ရှိရင်အေဗာတန်နဲ့သူ့ရဲ့အိမ်ကွင်းမှာကစားရမယ်နောက်ပြီးရင်ကျွန်တော်တို့မန်စီးတီးတို့မန်ယူတို့ချယ်ဆီတို့ဒါတိုက်ကြီးကျွန်တော်တို့ပွဲချက်တွေဖြစ်သွားပြီဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အရန်ကစားသမားတွေနဲ့တော့ထောက်ကန်လာလိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အမှတ်မှသူမလိုတော့တာသူ့အနေနဲ့ဆိုလို့ရင်စစ်ဝမ်းဆိုတဲ့ရလက်ကြီးကကျွန်တော်တော်တော်ကြီးကိုကျန်းတယ်ပေါ့လေဒါပထမအကြောတော့ဒါကြောင့်မလို့သူ့ရဲ့အိမ်ကွင်းမှာဆိုလို့ရင်သူ့အနေနဲ့တကယ်လို့1စီ2စီနဲ့ရှုံးရင်တော့မှကိစ္စမိဒါပေမဲ့အိမ်ကွင်းအားသာချက်ရှိတဲ့အတွက်ရှုံးအောင်တော့ကစားမှာမဟုတ်ပါဘူးသူနေဆုံး1စီ2စီလောက်နဲ့နိုင်တော့မှကျွန်တော်ကွာတာဘက်ကဟိုဟာပြောမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ကွာတာဘက်အနေနဲ့ကြီးမရှုံးဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာကျွန်တော်ကွာတာဘက်ဘော်ဒီကိုကျွန်တော်ရဲစွန့်ပြီးတော့ကြိုက်ပါတယ်နယူကာဆယ်အနေနဲ့အမှတ်လည်းမလို့တော့ပြီးတော့ပရီးမီးယားလိမှာသူပြန်ပြီးတော့အာယုံဆိုင်ရတော့မှာဖြစ်ဘာကြောင့်လဲဆိုတော့သူပရီးမီးယားလိမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒါအဆင့်7မှာရောက်နေဖြစ်တယ်ပေါ့လေဒါကြောင့်အပေါ်ပြန်ရောက်ဖို့ဆိုရင်ပရီးမီးယားလိမှာလည်းပြန်ပြီးတော့အာယုံဆိုင်ဖို့လိုတယ်အဆင့်ခွန်ကဘရန်ဖိုးနဲ့ဆိုရင်သူ့အနေနဲ့၄မှတ်တည်းကွာတာဖြစ်တဲ့အတွက်ကြောင့်ပေါ့လေအဲ့တော့ဒီနေ့ပွဲမှာသူ့အနေနဲ့တီးကြတယ်နောက်တစ်ဆင့်တက်ပြီးဝယ်စီ2စီနဲ့နိုင်ရင်နောက်တစ်ဆင့်တက်ပြီးဒါကြောင့်မို့လို့ကျွန်တော်ကွာတာဘက်ဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်ခင်ဗျာဒီနေ့ဒါကတော့ကျွန်တော်ရဲ့ဒီချန်ပီယံလိပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်သုံးသပ်ပြုလုပ်ပြီးသွားတာပဲဖြစ်ပါတယ်ဒီထက်ကကြိုက်ချင်းတူတဲ့ပွဲလေးတွေရွေးချယ်ပြီးတော့ကစားဖို့အကြိုက်မတူတဲ့ပွဲတွေလွတ်လပ်စွာပတ်ကန်နိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ